လူတယောက်ဟာ8 နာရီအိမ်မှာအဲ့ဒီသင်ကြားချက်ကိုမှတ်ဆွဲထားတဲ့အခါဒီမာစီရိတ်တာမှာ4 နာရီပဲအိပ်ရမယ်ဆိုတဲ့ဟာကြသူတို့အသိပွဲမကြောက်နော်ချမိုက်ထိကြိုက်မယ်လို့ထင်သွားကြတယ်နောက်ကြတော့တကယ်တရားထုတ်ပြီးတော့ကြည်တဲ့အခါကျတော့4 နာရီမပြောနဲ့2 နာရီတောင်ပဲအိပ်ကြအောင်တချို့ဆိုညာလုံးပေါက်အထုတ်တော့အမျိုးသမီးတယောက်ဆို82 နာရီမအိပ်ဘူးလို့ပြောတယ်ဘာမှဖြစ်ဘူးကြမ်းမယ်အဲ့တော့4 နာရီမှမအိပ်ရရင်ဒီမှာကျောင်းမကြီးထိခိုက်လိမ့်မယ်ဆိုတော့သူတို့အယူဆတာမန်လူတွေအတွက်တော့ဖြစ်ကောင်းဖြစ်လိမ့်မယ်တရားတော်နဲ့နှလုံးသွင်းပြီးစိတ်ထဲမှာငြိမ်သက်ပြီးတော့နေနိုင်တဲ့ပုဂ္ဂိုလ်အတွက်မမှန်ဘူးရှင်သာရိပုတ္တရာမထေရငယ်တော့ကြားဘူးလားရှင်သာရိပုတ္တရာနှစ်40မအိပ်ဘူးတဲ့ကိုယ်အိပ်ချင်တဲ့လူဆိုတော့ဘယ်လိုများနေပါလိမ့်မလဲတွေးလို့မရရှင်သာရိပုတ္တရာသာသနာ့ဘောင်ဝင်လာပြီးတော့နှစ်40မအိပ်ဘူးတဲ့အဲ့တစ်နှစ်မဟုတ်ဘူးလေဘယ်လိုနေတာပါလဲလို့ဆိုတော့နောက်တော့စာရိပေတွေလေးလာတဲ့အခါကျတော့စံတမဘဝင်စားတည်ရင်အိတ်ထားတဲ့ပူကောင်းတော့ဒါကြောင့်မို့လို့ဆံတို့တမဘတ်တို့ဝင်စားတာကိုထိဋ္ဌဓမ္မဒုက္ခဝိဟာရလို့ခေါ်တယ်စံတမဘတ်ဝင်စားနေတာကိုထိဋ္ဌဓမ္မဒုက္ခဝိဟာရထိဋ္ဌဓမ္မဒုက္ခဝိဟာရဆိုတာထိဋ္ဌဓမ္မဆိုတာလက်ရှိဘဝအခြေအနေမှာဒုက္ခဝိဟာရချမ်းသာစွာနေချောင်းနီလန်းနေလို့ပြောတာပြောမယ်ဆို rest လုပ်တာပဲဒုက္ခဆိုတာ rest လုပ်တဲ့သဘောပြောတယ်နော်အဲ့တော့အိပ်ဆရာလို့လားတော့မလို့ခုနတော့82 နာရီတောင်မအိပ်ဘဲနဲ့တရားထုတ်သွားတဲ့ဒါပုထုဇဉ်တာမန်တရားမှတ်တည်ုံနဲ့တော့နေလို့ရတယ်ခုနဇံဝင်စားပြီးတော့နေမယ်ဆိုလို့ရှိရင်တော့စိတ်ကအာယုန်တစ်ခုတည်းပေါ်မှာငြိမ်သက်နေတော့စိတ်ဟာလှုပ်ရှားသွားလာနေတာမရှိတော့ညောင်းညတာမဟုတ်ဘူးလေအခုကလူရတဲ့အိတ်တာစိတ်ကအိတ်တာမဟုတ်တာစိတ်ကမအိပ်ဘူးတောင်တွေးမြောက်တွေးပြီးတော့ညာလုံးမောက်စိတ်ပူစရာရှိပူတွေးစရာရှိတဲ့တွေးအဲ့ဒါတော့ယောဂရမှာသိကြတယ်ခုနရှင်သာရိပုတ္တရာတို့လိုနှစ်ပေါင်း40ကျော်မအိပ်ဖဲနဲ့နေတယ်ဆိုသမဘာဝင်စားတာလေနေလို့ရတာပေါ့သူအကောင်းဆုံး rest ပဲအဲ့ဒါအိတ်ထာမှာအိမ်မက်တွေမက်ပြီးတော့ပင်မနာတွေဖြစ်သေးတယ်သမဘာဝင်စားနေတာကြတော့အဲ့လိုမှမဖြစ်တော့တာလေအာယုန်တကူတဲ့ပုံမှာနှစ်ချိုက် deep sleep ဆိုတာအဲ့ဒီလိုထီအောင်အိတ်တဲ့အိမ်မျိုးတဲ့တော့ပိုကောင်းတာကိုသူကအဲကြောင့်နေလို့ရတယ်ဆိုလက်တွေ့အဖြစ်တရားထုတ်နေတဲ့ပုဂ္ဂိုလ်တွေကဒီစိတ်ကိုတည်ငြိမ်အောင်လှုပ်ထားနိုင်လို့ရှိရင်မအိတ်လည်းပဲကျမရဲ့မထိခိုက်ဘူးဆိုလက်တွေ့ပြတာနောက်ပိုင်းမှာနောက်တိုင်းအတူတွေလက်ခံသွားတယ်တကယ်တရားထုတ်တဲ့ပုဂ္ဂိုလ်တွေလက်ခံသွားတယ်အဲ့တော့ဒီမှာမြတ်စွာဘုရားကိုယ်တိုင်ကဒီမှာဟောထားပြီးပါတယ်လို့နေထနာဘဟုလံဘဟုလိကရေရတယ်တရားထုတ်နေပြီဆိုအိတ်ဒီလျှော့ပါရတမန်အပြင်ယောဂီတွေလိုက်နာဖို့စီကံကိုချမှတ်တဲ့အခါမှာ24 နာရီမှာ4 နာပဲအိတ်နိုင်20လုံးလုံးပါလို့ပြောတယ်